အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုမနက်ပေါ့3 နာရီထိုးခင်ပေါ့ထားပြီးတော့ပွဲသွားဖို့အတွက်ကိုပြင်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာဘယ်လိုသွားမလဲဆိုတာတော့တိုက်ပတ်ကြည့်ပေးရအောင်ခင်ဗျာကျွန်တော်ပဲသွားခီးမထွက်ခင်အမြဲတမ်းဖျားတင်ရှိမှာဖျားကြောင်တော်ရှိမှာကျွန်တော်ဖျားရှိခိုးပြီးမှသွားလို့ရှိပါတယ်ခင်ဗျာကဲမျောနေတဲ့ကားလာကြိုတဲ့ကားရောက်ပါပြီခင်ဗျာအင်းရှိလေးမှာကျွန်တော်ထွက်ဆောင်နေတာပါကျွန်တော်ပဲသွားအမြဲတမ်းလိုက်ပို့ပေးတဲ့ဟာတာလူရှင်တော်ဦးဇာနေပါခင်ဗျာချက်တော့ကြည့်ပေးပါဦးပေါင်နေလက်ပေးပါရဲ့ဘယ်အချိန်ပဲဖြစ်ဖြစ်ကျွန်တော်ကိုအမြဲတမ်းလိုက်ပြီးတော့ဘယ်နေရာပဲသွားလိုက်ပို့ပေးတယ်မကြီးလိုက်ပို့ပေးတယ်ဥပါခင်ဗျာကဲလေးစိတ်ရောက်ပါပြီခင်ဗျာဘရိုင်းနဲ့စပြီးဆုံးပါပြီမော်နီပါမနေ့စောကြီးကျွန်တော်တို့ခုရထားစစ်ကိုလာနေလေးစိတ်ရထားနဲ့မြင်တယ်လေးစိတ်ဒါလေးကအိမ်နာတက်မတ်တရလေးပါခင်ဗျာကျွန်တော်လေးကမှအိမ်နာပြတ်ပါတယ်လင်းစီရောက်ဖို့ကားစီးပြီးအရင်သွားပါတယ်ခင်ဗျာကဲလင်းစီရောက်ပါပြီခင်ဗျာရောက်လို့ကားပေါ်နေစပြီးဆင်းပါပြီကဲထိုင်ကုန်နေရာလေးကိုလိုက်ရှာနေရဖြစ်ပါတယ်နောက်ကတော့နှခမ်းမွေးကနဲ့ဟာတာလို့ရှင်တို့ဖြူပါခင်ဗျာကဲထိုင်ကုန်လေးရပါပြီဘင်းစထွက်ပါပြီခင်ဗျာအားရည်ကြည့်လို့တော့တော့ကိမဲ့ဒီလိုမှကျွေးတဲ့မနှက်စာပါမကောင်းပါဘူးခင်ဗျာအဲတော့တိမ်ပင်လေးပါခင်ဗျာရောက်ပါပြီခင်ဗျာကဲညကမှာဆိုတော့အရင်ဆုံးဘိုက်ရင်ဖြည့်ပါရခင်ဗျ